နေ့ကျွန်တော်တို့ future tenses တွေနဲ့ပတ်သက်ပြီးတော့လေ့လာလိုက်ရအောင်เนาะ verb tenses စနစ်မျိုးရှိတဲ့အခါမှာကျွန်တော်အရင်ရက်တွေက simple နဲ့ပတ်သက်တဲ့ verb tenses လေးမျိုး past နဲ့ပတ်သက်တဲ့ verb tenses လေးမျိုးအားလုံးပေါင်း10မျိုးပေါ့เนาะဒီနေ့နောက်ထပ် future နဲ့ပတ်သက်တဲ့လေးမျိုးထပ်တင်မယ်ဆိုလို့ရှိရင်အားလုံးပေါင်း12မျိုးဒီ12မျိုးပြီးပြီဆိုလို့ရှိရင်တော့သင်ဟာ verb tenses တွေနဲ့ပတ်သက်ပြီးတော့ကြွချင်းတင်ပြသွားပါပြီဆိုတော့ဒီနေ့ကျွန်တော်တို့လေ့လာပါရမှာက future simple future continuous future perfect continuous ဆိုတော့ဆက်လိုက်ရအောင်Use future simple to talk about decision made at the moment, promise, offers, predication, or thing that will happen in the future. ကျွန်တော်တို့ future simple ကိုတော့ကျွန်တော်တို့ဆုံးဖြတ်ချက်တွေဒီအချိန်တိုတွင်းမှာချမှတ်ဆုံးဖြတ်ချက်တွေကတိတွေပြီးတော့ offer ပြီးတော့ predication ကြိုတင်ခန့်မှန်းချက်တွေဒါမှမဟုတ်တချို့သောအရာတွေကအနာဂတ်မှာဖြစ်လာမယ့်အရာတွေနဲ့ပတ်သက်ပြီးတော့ရေဘူးအဖြစ်ပြောချင်တယ်ဆိုလို့ရှိရင် future simple ကိုသုံးပါတယ်သူရဲ့ structure လေးကတော့ positive မှာဆိုလို့ရှိရင် subject plus will plus base verb negative မှာဆိုလို့ရှိရင် subject plus will not or won't plus base verb and question မှာဆိုလို့ရှိရင်တော့ will plus subject plus base verb ပဲဖြစ်ပါတယ် base verb ဆိုတာကတော့ verb 1ကိုဆိုလို့ရှိရင်ပါဆိုတော့ကျွန်တော် example ကြည့်အောင် So I will call you later ငါမင်းကိုကြာခင်ပြန်ခေါ်လိုက်မယ် She will come to the party သူမ party ကိုမလာနိုင်တော့ဘူး Will they join us for dinner သူတွေငါတို့နဲ့တူတူ dinner လာ join မှာလား It will rain tomorrow မနေ့ပြန်မိုးရလိမ့်မယ် He will help you with your homework သူကမင်းရဲ့အိမ်စာတွေကိုကူညီပေးလိမ့်မယ် So ဒီ future simple ကအရန်ကိုလည်းပါတယ်အမြဲတမ်း3-3ထားရှိရဲအနာဂတ်ကြောင့်လည်းပတ်သက်ပြီးတော့ပြောတဲ့ form တစ်ခုလည်းဖြစ်တယ်ပေါ့နော် So နောက်တစ်ခု future continuous tenses Use future continuous for an action that will be progress at specific time in the future. So use future continuous for the action တွေအဲ့ဒီဟာတွေကအနာဂတ်အချိန်မှာတိတိကျကျဖြစ်လာမှာပေါ့နော်အနာဂတ်ရဲ့အချိန်တစ်ခုမှာတိတိကျဖြစ်နေမယ့်အရာကိုပြောချင်တဲ့အခါကျလို့ရှိရင်သူကaction that will be in progress at a specific time in the future. So action တွေကအနာဂတ်ချိန်ကိုမှတိတိကျကျဖြစ်လာမယ်အချိန်ကိုပြောချင်တယ်ဆိုလို့ရှိရင် future continuous tense ကိုသုံးပါတယ် So သူရဲ့ form အနေနဲ့တော့ positive အတွက် subject plus will be plus ing negative အတွက် subject plus will not be plus ing will not ကို won't လို့ won apostrophe won't လို့လည်းသုံးရပါတယ်ခုန simple မှာပြခဲ့တဲ့အတိုင်းပေါ့နော် So question မှာဆိုလို့ရှိရင် will plus subject plus be plus ing So ဒီမှာThis time tomorrow I will be flying to Japan မနက်ဖြန်ဒီချိန်မှာငါဂျပန်ကိုသွားနေပြီဆိုတော့မနက်ဖြန်ဂျပန်ကိုသွားလင်းစီးနေပါနော် flying ဆိုတော့မနက်ဖြန်ဒီချိန်ဆိုတဲ့အတွက်တိတိကျတဲ့ဟာကိုဖော်ပြချင်တာဖြစ်တယ် He will be working on Sunday သူကပါနော်တနင်္ဂနွေနေ့မှာအလုပ်လုပ်မှာမဟုတ်ဘူးဆိုတော့ဒါကျွန်တော်တိကျတဲ့ချိန် on Sunday ဆိုတော့ပါတယ် Will you be attending the meeting So နောက်တစ်ခု she will be meeting ကိုတက်မှာလားကျွန်တော် meeting ချိန်ထူးကိုတော့တိတိကျပေးရတယ်အဲ့ဒီ meeting ကိုတက်နေမှာလားလို့ပြောရှင်တာ she will be studying all night သူမဒီညလုံးစာလေးလာနေလေအဲ့လိုဆို maybe သူမမနေ့ပြန်မန်နေဂျာလို့ရှိရင်စာမွေးရှိလို့ဖြစ်နိုင်တယ်ဒါမှမဟုတ်စာမွေးရနေလို့ဖြစ်နိုင်တယ် They will be traveling across Europe next month so နောက်တစ်ခုမတော်ခင်မှာညမကျော် bonus အနေနဲ့ခုန future continuous tenses ပေါ့နော် okay be going to ခုန will be plus ing ခုက be going to နဲ့ပတ်သက်ပြီးတော့ကျွန်တော်တို့လေ့လာရအောင်ဒီမှာ plan for future ပေါ့နော် be going to က plan for future used be going to when talking about plan action or when something is about to happen based on evidence soဒီဟာကဘယ်လိုနေမှာပြောချင်လဲဆိုတော့သူက be going to ကိုလို့ plan နေချရတယ် action ချရ plan ချရတဲ့ action တွေတော့ဒါမှမဟုတ်တခုခုတွေကမကြိုက်ခင်မှာဖြစ်လာတော့မှာ evidence ပေါ်မူတည်ပြီးတော့အထောက်ထား evidence ပေါ်မူတည်ပြီးတော့တခုခုဖြစ်လာတယ်မသိကြတခုဖြစ်လာတော့မယ့်အရာမျိုးကိုကျွန်တော်တို့ be going to လို့သုံးတယ်သူကဘယ်လိုဆိုရင်အများဆုံးအဖြစ်ကျွန်တော် plan ချတာတွေကျွန်တော်ဖြစ်လာတော့မယ်တော့တိကျတယ်ဒီထောက်ထားပုံရသေးကြပြီးတော့ဖြစ်လာရမယ့်အရာတွေတော့ပေါ့နော်
be going to ကိုသုံးတယ်သူက plan for future သူရဲ့sentence structure က subject plus am is are going to plus verb 1နောက်တစ်ခုကသူက am is negative အနေနဲ့ subject plus am is are အဲ့ဒီနောက်မှာ not ထည့်မယ်ပြီးရင် going to plus verb 1 question မှာဆိုလို့ရှိရင်လည်း am is are plus subject plus going to plus base verb 1ပေါ့နော်ဆိုတော့ sentence structure ကိုအသေးစိတ်ကြည့်အောင် I am going to study medicine ငါက medicine ဆေးပညာကိုလေ့လာတော့မှာအဲ့ဒါပလန်ချပြီးသားအရာအထောက်အထားတစ်ခုပုံမှာပြောချင်တဲ့အရာတစ်ခုပေါ့နော်ဒါကတော့ပလန်ချတဲ့ပုံစံမျိုး plan ချတဲ့ future plan နဲ့ပတ်သက်ပြီးတော့ပြောတဲ့ပုံစံကိုပို့သွားတယ် she is going to visit her grandparent သူမကသူမရဲ့ဖိုးဖွားရဲ့စီသွားလဲတော့မယ်တော့အနာဂတ်မှာဖြစ်လာတဲ့အရာကို plan ချရတာတိကျသိချနေပြီဆိုတဲ့အတွက်ပြောရဖြစ်တယ် they aren't going to play today သူတို့ဒီနေ့တော့ကစားမှာမဟုတ်ဘူး are you going to buy that phone မင်းအဲ့ဒီဖုန်းကိုဝယ်မလား look at those clouds is it going to rain အဲ့ဒီတိမ်ညိုကြီးကြီးရမိုးရတော့မှလားမသိဘူးဆိုတော့ဒါ evidence ပေါ်မှာအထောက်အထားပေါ်မှာမူတည်ပြီးတော့ဖြစ်လာမဲ့အနာဂတ်အခြေအနေတစ်ခုကို future plan for future နဲ့ပတ်သက်ပြီးတော့ be going to နဲ့ပြောလိုက်တာပေါ့နော်ဆိုတော့နောက်တစ်ခုပြောကြမယ်သူကတော့ future perfect tenses ဒီမှာဆိုလို့ရှိရင် use future perfect to talk about something that will be complete before a certain time or even in the future. So, the future perfect tense to talk about something that will complete before a period before a certain time. တိကျတဲ့အချိန်မတိုင်ခင်မှာပြီးမြောက်သွားမယ်ကျွန်တော်တို့ပြောချင်တယ်တိကျတဲ့အချိန်မတိုင်ခင်မှာဒါမှမဟုတ် even in the future အနာဂတ်ရဲ့အချိန်တစ်ခုဒါမှမဟုတ်တိကျတဲ့အချိန်တစ်ခုမတိုင်ခင်မှာပြီးမြောက်သွားမယ်လုပ်ရတစ်ခုမျိုးပေါ့နော်အဲဒီဟာကိုပြောချင်လို့ရှိရင် future perfect tenses နဲ့သုံးတယ်ဆိုတော့ကျွန်တော်တို့ဒီမှာ sentence structure ကြည့်မယ်ဆိုလို့ရှိရင် positive မှာဆိုလို့ရှိရင် subject plus will have plus past participle verb 3 so negative မှာဆိုလို့ရှိရင် subject plus will not have plus verb 3 where plus subject plus option မှာဆိုလို့ရှိရင် where plus subject plus have plus verb 3ပေါ့နော်ဒီမှာကြည့်အောင် example မှာကြည့်မယ်ဆိုလို့ရှိရင် I will have finished the report by 5 p.m. ဒီ 5 p.m. ဆိုတဲ့စာတင်အချိန်မတိုင်ခင်အဲ့ဒီအချိန်ကြည့်ကြမှာငါက report ကိုပြီးအောင်လုပ်မယ်ပြီးပါနော်ပြီးမယ်လို့ဆိုလို့ရှိရင်ပြီးတော့ she will have arrived by then သူမကအချိန်မီပြောတဲ့အချိန်မီမှာမြောက်လာနိုင်ခဲ့ဘူးပေါ့နော် so where they have left before we get there သူတို့တွေကငါတို့အဲ့ဒီကိုရောက်တဲ့အချိန်မှာပြန်သွားလောက်မလားအဲ့လိုမျိုးပေါ့နော် by next week he will have complete the project နောက်တစ်ပတ်မှာဆိုလို့ရှိရင်ဒီတော့တီးကြတဲ့နောက်တစ်ပတ်ဆိုတဲ့အချိန်မှာသူကသူ့ရဲ့ project ကိုပြီးသွားနိုင်မယ်ဆိုတော့ we will have lived here 10 years by December နော်တို့ဒီညမှာဆိုလို့ရှိရင်ဒီစာကြောင်းလေးကနည်းနည်းလေး confusing ဖြစ်တယ်ဘယ်လိုလဲဆိုတော့ငါတို့ဒီ December ကစပြီးတော့နောက်ထပ်10နှစ်အထိဒီမှာနေသွားမယ်လို့အမျိုးပြောတာဒါပေမဲ့နေရာနဲ့ပတ်သက်ပြီးတော့အမျိုးကြီးတိတိကျကျဘယ်မှာဘယ်လောက်နေမလဲတော့အမျိုးပြောလို့မရှိဘူးเนาะဒါကတော့ကျွန်တော် example sentence တွေနဲ့ပြပြတာဒါပေမဲ့ဒီမို့သုံးလို့ဆိုသုံးပါတယ်ဆိုတော့နောက်ဆုံးတစ်ခုသွားလိုက်ရအောင်နောက်ဆုံးတစ်ခုကတော့ future perfect continuous perfect ပါပြီဆိုတာနဲ့ဘုံလုံးက plan နေရပါတော့ဆိုတော့ထောင်းတဲ့တိုင်းပဲ perfect ဖြစ်မယ်ပြီးရင် perfect continuous tense လာမယ်ဆိုတော့ဒီကြောင့်ပြောမယ်ဆိုလို့ရှိရင် use future perfect to talk about how law and action will have been happening before a specific time or even in the future. It shows duration of ongoing activity up to a future point. So, ကျွန်တော်ညမှာမှတ်စာတစ်ခုရှိရဲအဲ့ဒါကဘာလဲဆိုတော့ကျွန်တော်တို့ဒီမှာ perfect နောက်မှာ continuous ပါပြီဆိုလို့ရှိရင်သူတို့တွေကအရှိက perfect နဲ့မကွဲမပြားမခြားနာပဲဒါပေမဲ့သူတို့က duration အချိန်တိကျဘယ်လောက်ဖြစ်တော့မယ်ဆိုအချိန်တိကျယူနေတယ်ဒီမှာဆိုလို့ရှိရင်ဆို long action will have been before a specific time ဆိုတော့အဲ့ဒီဟာကကျွန်တော်အရှိကရှင်းပြခဲ့တဲ့ perfect tense နဲ့တူတူပဲဒီမှာကွဲသွားတာကဘာလဲဆိုတော့ it shows duration of ongoing activity up to a future point ဆိုတော့နားလည်မယ်ထင်ပါတယ်ဒီ
Imagine solution, positive solution, subject plus will have been plus ing. Negative solution, subject plus will not have been plus ing. Question solution, will plus subject plus have been plus ing. So, now is a message. The solution, by 8 p.m. I will have been working for 12 hours. ဒီမှာကြည့်မယ်ဆိုလို့ရှိရင်နောက်က for 2 hour ကိုဖြုတ်ကြည့်လိုက်မယ်ဆို by 8 p.m. I will have been work ဆိုအဲ့လိုထိပဲဆိုလို့ရှိရင် I will have work အဲ့လိုထိပဲဆိုလို့ရှိရင်ကျွန်တော်တို့အဲ့ဒါက future perfect ဒါပေမဲ့ have been working for 12 hour ငါ2နာရီထိဒီ8နာရီဒီလာမယ့်အချိန်8နာရီကနေပြီးတော့ငါနောက်ထပ်12နာရီထိကိုအလုပ်လုပ်နေမယ်ပေါ့နော်အဲ့ဒီဟာကကျွန်တော် future perfect continuous tense အနာဂတ်အချိန်မှာအချိန်အတိအကျနဲ့ဘယ်နှစ်နာရီနဲ့ဘယ်နှစ်နာရီချိန်အလုပ်လုပ်မယ်ဆိုတာတိတိကျကျပြောလိုက်ချင်ပြီဖြစ်တယ်ပေါ့နော် She will have been living in London for a year by next month for a year ပါတယ် by next month ရကြည့်မယ်ဆိုလို့ရှိရင် future perfect ကြီးပဲ for a year ပါလာပြီပေါ့နော် for a year ပါတယ်ဆိုတော့ကျွန်တော် duration နေမဲ့အနေအချိန်ကိုပြရတဲ့အတွက်Luka, future perfect continuous tense. So now they will have been waiting long when we arrive. Through the maru isha wale chema through maru jaji sound ni mamu di chema long waiting long change sound ni mamu. Where you have been studying for the exam all week, mean all week no all week so that's a big for time. Pare di depan long me same word was salila ni mala. So he will have been practicing for months before the competition. So before 4 months before competition ဒီချက်တွေကြီးအဖြစ်ဘယ်လိုမျိုးဆိုတာကိုသိနိုင်တယ်။ review perfect ဒီနံပါတ်ပြီးတော့လေ့လာခဲ့မယ်တခြားလေ့လာလေးတခြားဖြည်းဖြည်းချင်းဘောနော်စိတ်အေးလေးနဲ့လေ့လာခေါင်းလေးချိုးလို့လာမတွေ့မယ်တစ်စင်းချင်းလေ့လာမယ်ဆိုလို့ရှိရင် perfect ကလည်း games means ဆန်တယ် game ဆိုတော့ဟိုပြပြအောင်ဒုက္ခအကားကွာဒီလာရတဲ့နည်းပြောဖို့ကောင်းတယ်နားလည်သွားတဲ့အခါကျရင်ပေါ့နော်ဆိုတော့ကျွန်တော်ဒီမှာထုံးစံအတိုင်းပေါ့နော် question 10ခုပေးထားမယ်အဲ့ question 10ခုကိုဖြည့်ကြည့်ပေးပါဗီဒီယိုလေးကို pause ပြီးတော့ဖြည့်ပြီးကျွန်တော်လည်းတူဖြည့်တိုင်းမယ်ပေါ့နော် okay so ကျွန်တော်ဒါကြီးဖြည့်ပြီးပြီလို့ထင်တယ်အဲ့တော့အဖြည့်တိုက်ကြည့်အောင်So I think she will win the competition. The solution predication made at the moment. Bono, digaga, di chema tu di how the competition go nine maintain as well. The chain, Dinah, Judy can mention in a bit of a Look at those dark clouds. It's going to rain. No, I is a message to my mute who buys so the Pia and remember. So all this at this time tomorrow we will be flying to Singapore. ဒီစာကြောင့်ကလေခုနက အရှိက SMS နဲ့ခုနဲ့တွေ့ခုနကကျတော့ Japan ပေါ့နော်အခု Singapore လေးပဲပြောင်းလာဆိုတော့သိပြီးတော့ရှင်းပြဖို့လိုတော့ဘူးထင်ပါတယ် So by next week she will have finished the course ဒီမှာ by next week ပါတယ်ပြီးတော့ the course ပြီးဆိုတော့ကျွန်တော်ဒီမှာကြည့်လိုက်မယ်ဆိုတော့ by next week ပါပြီးနောက်တစ်ပတ်ဆိုတဲ့အချိန်နောက်တစ်ပတ်ဆိုတဲ့အချိန်ဆိုဖြစ်လာမယ့်အချိန်ပေါ့နော်ဒီနေ့ဒီရက်လို့ပြောတာကြာချိန်ကိုပြောရမဟုတ်တိကျတဲ့အချိန်ကိုပြောတာကြာချိန်ပြောဒီမှာတိကျတဲ့အချိန်ပေးရတဲ့အတွက်တိကျတဲ့အချိန်ပေးရတယ်ပြီးတော့သူကတိကျအချိန်ပေးရတယ်နောက်ပြီးတော့လို့ရှိရင်ကြာချိန်ကိုပေးရတယ်ဆိုလို့ရှိရင် perfect continuous tense အဲ့လိုမဟုတ်ဘဲနဲ့တိကျတဲ့အချိန်တစ်ခုပဲပေးရတယ်ဆိုလို့ရှိရင်တော့ perfect ပဲဆိုတော့နားလည်မယ်ထင်ပါတယ်နောက်တစ်ခုဒီမှာဆိုလို့ရှိရင် by 5 p.m. I will be working for 8 hours ဒါက SMS နဲ့နည်းနည်းတူတယ်ပေါ့နော်ဆိုတော့ဒီမှာလွယ်လေးတွေပေးထားရဆိုတော့ပြန်ပြီးတော့မှတ်မိလွယ်အောင်လို့ပေါ့နော်ဒီမှာအချိန်တစ်ခုပါတယ် by 5 p.m. တိကျတဲ့အချိန်တစ်ခု for 8 hour duration အဲ့နှစ်ခုပါပြီဆိုတော့ကျွန်တော်တန်းပြီးတော့တွေးလိုက်တော့ဒါကလုံးဝ perfect future perfect continuous tense ပဲ okay so ဒီမှာ they are going to move to a new house next month to new house next month next month now လာမှာသူတို့ကအိမ်အသစ်ကိုပြောင်းရတော့မယ်ဆိုတော့သူတို့တွေက to move အဲ့ဒီအိမ်ကိုပြောင်းဖို့ plan ချနေတာပေါ့နော် future plan အနေနဲ့တော့လည်း be going to so now will you be using the computer later မင်းမကြခင်မှာcomputer သုံးနေမှာလား
ဆိုတော့ဒီက future continuous tense ခဏနေလို့ရှင်မင်းကွန်ပျူတာသုံးနေမှာလားသုံးနေမယ်ဆိုလို့ရှင်ကမသုံးတော့ဘူးပေါ့နော်မကြိုက်မမင်းအဲ့ဒီအဟာကိုလုပ်နေမှာလားဆိုတော့ဦးမေးချင်တာနောက်တစ်ခု she will not have completed task by the deadline ဆိုတော့ဒီမှာဆိုလို့ရှင် by the deadline ဒီအချိန် by the deadline ဆိုတဲ့အချိန်တိကျပါလဲဆိုတော့ဒီမှာဆိုလို့ရှင် future perfect နောက်တစ်ခုဒီမှာဆိုလို့ရှိရင် all morning ဒီကျန်တဲ့စာကြောင်းတွေမဖတ်နေတော့ all morning by the time you go home so by the time you get home okay by the time you get home မင်းအိမ်ကိုရောက်တဲ့အချိန်ကြည့်ရပြောတယ် all morning မင်းအိမ်ကိုရောက်တဲ့ဒီတမန်မင်းအိမ်ရောက်တဲ့အချိန်ကစပြီးတော့မင်းသူဒီမနေ့သူ့အိမ်ရောက်တဲ့အချိန်ကစပြီးတော့တမန်လုံးစာလေးလာနေမှာဆိုတော့မင်းအိမ်ကိုရောက်တဲ့အချိန်မှာသူဘယ်မှာဒီစာကြောင်းပါလာပြန်တော့ねအောက်တော့ဖြစ်တာဆိုတော့ဒီ he will have been studying all morning သူကဒီတမန်လုံးစာလေးလာနေနိုင်မယ် by the time you go home မင်းအိမ်ရောက်တဲ့အချိန်ပေါ့နော်သူကတမန်လုံးစာလေးလာနေနိုင်မယ်ပေါ့နော်ဆိုတော့အဲ့တိုင်းပဲဒီမှာအဲ့ဒီဟာတွေကိုပါလာပြန်တော့သိပြီးတော့မစဉ်းစားတော့ဘူးနော် all morning နဲ့ by the time you get home ဆိုတဲ့အချိန်တစ်ခုပါတယ်ဆိုတာ future perfect continuous tense လို့ပဲတတ်မှတ်လိုက်တော့ပေါ့နော်So now so don't worry I will help you with your homework so ဒါလေးက easy way ဖြစ်တယ်ပြီးတော့ပေါ့ပါတယ် sentence လေးပေါ့နော် question တစ်ခုဖြစ်တယ် so decision instead decision or promise သူက decision လိုက်ဖြစ်နိုင်တဲ့ promise မှာငါမင်းရဲ့ answer မှာကူညီပေးမယ်ဆိုတော့ promise ကိုပြလိုက်တာမနော်so ကျွန်တော်ရဲ့ဒီနေ့ဒီ future tenses လေးမျိုးနဲ့ပတ်သက်ပြီးတော့သင်ကြားခဲ့တာတော့ဒီလောက်ပဲပေါ့နော်ဒီ future tenses လေးမျိုးနဲ့ပတ်သက်ပြီးတော့ရှင်းရှင်းလင်းလင်းသိပါမလို့တဲ့နောက်ပြီးတော့လည်းပေါ့နော်ဒီ tenses အားလုံးပေါင်း12မျိုးနဲ့ပတ်သက်ပြီးတော့ကျွန်တော်ရှင်းပြခဲ့တာစုစုလေးဖြစ်သွားပြီနောက်ထပ်အခြားဘာကြောင်းတွေနဲ့သိချင်သေးလဲပြီးတော့ဒီရှင်းပြခဲ့တဲ့နေရာမှာနားမလည်တာရှိလားအဲ့ဒါနဲ့ပတ်သက်ပြီးတော့ကျွန်တော်ကို comment မှာချန်ခဲ့ပေးပြီးတော့မေးလို့ရပါတယ်ဆိုတော့ကျွန်တော်ရဲ့ဒီနေ့ဗီဒီယိုလေးအားလောက်ပါပဲနောက်ထပ်ဗီဒီယိုမှာပြန်တွေ့ကြမယ်နော်တတား